အဲ့ဒါဘာလို့ဆို American ကိစ္စပေါ့နော်သတင်းတွေမှာတော့ဒီ noise news ဆိုပြီးတော့အိန္ဒိယဘက်ကသတင်းဌာနတစ်ခုပြောရရင်တော့မထင်မရှားသတင်းဌာနလေးတစ်ခုပါ online ပဲသွားတယ် online သတင်းဌာနလေးတစ်ခုပါ noise news ဆိုတဲ့သတင်းဌာနတစ်ခုကနေပြီးတော့အဲ့ရရေးတဲ့ဟိုသတင်းဆောင်းပါရှင်ပေါ့ဆောင်းပါရှင်ကတော့ဒါသတင်းတော့သတင်းတော့ဘယ်လိုလဲချက်သိရတယ်ဒါပေမဲ့တော့သူကတော့ဒီဘက် channel ပတ်သက်ပြီးဘယ်လောက်နားလဲလို့တော့မသိဘူးပေါ့သူရေးတာတွေ့ရတယ်သူရေးတာရဲ့သတင်းက noise news မှာတွေ့တယ်အဲ့ဒါဘာလဲဆိုတော့ခါတော့ဒီခါလည်းဖတ်ပြီးတော့ပါပြီဟို CNF တို့ AA တို့ဟိုဒီ American ရဲ့ backup ပေါ့နော် American backup ပေးထားပြီးတော့ဘင်္ဂလားဒေ့ရှ်တပ်ပေါ့နော်ဘင်္ဂလားဒေ့ရှ်စစ်တပ်3ခုကနေပြီးတော့တပ်ဘင်္ဂလားဒေ့ရှ်တပ်ရင်3ခုကနေပြီးတော့ထောက်ပံ့မှုတွေလုပ်တယ်ဘင်္ဂလားတပ်မှာ3ခုကနေထောက်ပံ့မှုတွေလုပ်တယ်ဘာထောက်ပံ့လဲဆိုတော့ humanitarian assistance တွေပေးတယ်ဆိုတာမျိုးတွေပြောတယ်ဒါပေမဲ့ humanitarian assistance လို့ပြောရင် humanitarian assistance လို့ပြောရင်လက်နက်တွေပါမလားကြည်စံလက်နက်ပေါ့ဗျာစသဖြင့်ဘာတွေပါမလဲခရမ်းရိတ်ကားနဲ့အခြားဘာတွေပါမလဲနီးပညာတွေပါမလားဆိုတာမျိုးဆိုရင်အဲ့လိုပေးတယ်ပေါ့ဗျာပေးပြီးတော့သူကဘာလဲဆိုတော့ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်လွတ်မြောက်ရေးတွေဆိုတော့နောက်ကမျိုးအဲ့ဒါမျိုးကြီးသူကရေးထားတာတွေ့ရတယ်ဆိုတော့နေရတယ်အခုချိန်ဒီအဲ့သတင်းနဲ့ပတ်သက်လို့ဘင်္ဂလားဒေ့ရှ်ကလည်းမသိချင်ဆောင်နေတယ်အိန္ဒိယကလည်းဘာမှမပြောဘူးဆိုတော့ဒီသတင်းဌာနရဲ့ဖော်ပြချက်နဲ့ပတ်သက်လို့အိန္ဒိယလည်းမပြောသလိုဘင်္ဂလားဒေ့ရှ်ကမပြောတဲ့အတွက်ကျွန်တော်တို့ကစောင့်ကြည့်နေတယ်ဘင်္ဂလားဒေ့ရှ်တို့အိန္ဒိယတို့ဘက်ကဘာပြောမလဲကျွန်တော်တို့စောင့်ကြည့်တယ်သူတို့ရဲ့သတင်းဌာနတွေမှာလည်းအခုချိန်ဒီအဲ့သတင်းက4ရက်ရှိပြီဆိုရင်အခုချိန်ဒီ4ရက်မြောက်တဲ့အချိန်အဲ့သတင်းကိုအိန္ဒိယသတင်းဌာနတွေကပြန်မချိပါဘူးဘင်္ဂလားဒေ့ရှ်ကလည်းချိဘင်္ဂလားဒေ့ရှ်ကအိန္ဒိယရရှိတယ်ဘာမှမပြောဘူးမြန်မာအစိုးရလည်းဗဇက်ကြီးပိတ်နေတယ်သက်ဆိုင်သူတွေအားလုံးကဗဇက်ကြီးပိတ်နေတဲ့အခါကျွန်တော်တို့ကဘာပြောမှမသိဘူးစိတ်ပူယုံမှလွဲ၍နော်ကျွန်တော်တို့တော့စိတ်ပူတတ်တယ်ဘာမှမလုပ်တတ်ဘူးအဲ့တော့ဘာမှလုပ်လို့လည်းမရတဲ့အနေအထားမှာရောက်နေလို့စိတ်တော့ပူတတ်တယ်နော်စိတ်ပူတာလွဲမတတ်နိုင်ဘူး